ကောင်လေးနဲ့ကောင်မလေးကရေကူးကန်တဲ့မှာစကားတွေပြောရင်တယောက်ကိုတစ်ယောက်ဆက်နှောင်နေကြတာကြည့်ရတာသူတို့နှစ်ယောက်ကတော်တော်လေးကိုရင်းနှီးနေတဲ့ပုံပဲနောက်တော့ကောင်လေးကသူ့မှာ surprise တစ်ခုရှိတယ်ဆိုပြီးကောင်မလေးကိုအင်တီလိုက်ပို့ပေးခဲ့တယ်အိမ်ရောက်တော့ကောင်လေးကကောင်မလေးကိုလက်ဆောင်တစ်ခုပေးခဲ့တယ်လေကောင်မလေးကလည်းဖြိုးဖြိုးရွှေရွှေနဲ့ပဲလက်ခံလိုက်တာပေါ့ကောင်လေးပြန်သွားတော့ကောင်မလေးကဖူးကိုဖုံးကြည့်လိုက်တာပေါ့အဲ့ဒီမှာပဲသူအယမ်းအံ့ဩသွားတော့တာပဲဘာလို့လဲဆိုတော့အဲ့ဒီဘူးထဲမှာဒေါ်လာ100တန်းအထက်လိုက်ကြီးဖြစ်နေလို့ပဲသူလည်းပျော်လုံးလို့အော်တောင်အော်မိတယ်ပတ်စံတွေကိုလည်းကရင်ပေါ်မှာချန့်ပြီးတခုချင်းစီထိုင်ကြည့်နေတော့လားအဲ့ဒီညမှာပဲသူတို့နှစ်ယောက်ဖုံးတဲ့စားတွေပို့ကြရင်းပို့ပြီးရင်းနှီးသွားကြတယ်နောက်နေ့ကျတော့ကောင်မလေးကကောင်လေးရဲ့အိမ်ကိုအလဲသွားခဲ့တယ်ကောင်လေးရဲ့ညီလေးကလည်းသူ့အကိုကဒီနေ့အတွက်အဝတ်စားတွေကိုဓမ္မနလုံးရွေးနေတာလို့ပြောပြီးစနေသေးတာကောင်လေးကသူ့ရဲ့ကိုပိုင်လေးရင်နဲ့ကောင်မလေးကိုလိုက်ပို့ပေးခဲ့တယ်လင်းပေါ်မှာသူတို့နှစ်ယောက်ဝိုင်ဖန်ကွက်နဲ့တောင်းရင်လက်ချင်းချေပြီးစကားတွေအများကြီးပြောခဲ့ကြတာပေါ့